ခမရကမီလီယံနာတယောက်ဖြစ်လာနိုင်တယ်လို့ဘာမှမရှိရဲ့တုံညဘဝ0ဘဝကိုလည်းအချိန်မရွေးရောက်သွားနိုင်ပါတယ်မြန်မာနိုင်ငံမှာ trading နဲ့ investment ကိုမကွဲကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အရှုံးတွေပေါ်ကြတယ်အလိမ်ခံရတာတွေများတယ်ဒီနေ့မှာတော့ကျွန်တော်က trading နဲ့ investment အကြောင်းကိုကိုပြသိရှိသွားအောင်ပြောပြပေးမှာဖြစ်ပြီးတော့ကိုက investment လုပ်မဲ့သူတယောက်ဆိုလို့ရှိရင်ဘယ်အရာတွေကိုသိထားရမယ်ဘယ်လိုအချက်လက်တွေရှိလို့ရှိရင် investment လုပ်ရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်က sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ video လေးကိုစလိုက်ရအောင်ပထမဦးဆုံးပြောချင်တာက trading နဲ့ investment ကဘာမှမတူပါဘူးဘာမှလည်းမဆိုင်ပါဘူး trading ဆိုတာကကြတော့ကျွန်တော်တို့အခုလက်ရှိဖြစ်ပေါ်နေတဲ့ကာလပေါက်ဈေးအရာကျွန်တော်တို့ကအယောင်းအဝယ်လုပ်ခြင်းကိုဆိုလိုပါတယ် trading ဆိုတာကကျွန်တော်တို့အပြင်ပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ခင်ဗျားမှာကားတွေရှိရဆိုပါလို့ခင်ဗျားအိုက်ကားတွေကိုရောင်းတော့မယ်ဆိုလို့ရှိရင်ခင်ဗျားအိုက်ကားတွေကိုစုမထားဘူးလက်ရှိခင်ဗျားငွေပေါ်ခြင်းတဲ့အတွက်အယောင်းဝယ်လုပ်မယ်အခုခင်ဗျားကဘယ်လောက်ပေါက်သေးရှိလဲအဲ့ဒါကိုခင်ဗျားကိုယ်တိုင်ဝယ်လက်ကိုတွေ့အောင်ရှာပြီးရောင်းရင်ရောင်းမယ်ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဂျားလက်ကောင်မှာရှိတဲ့ပွဲစားတွေစီကိုခင်ဗျားသွားပြီးရောင်းရင်ရောင်းမယ်အဲ့လိုမျိုးအယောင်းဝယ်လုပ်တဲ့အခါခင်ဗျားရဲ့ကားပေါက်ဈေးအတိုင်းပဲခင်ဗျားအခုလက်ရှိရမယ်ခင်ဗျားဝယ်တော့က300ဆိုလို့ရှိရင်ခင်ဗျား250နဲ့အခုပေါက်နေရဆိုရှင်အဲ့250ဆိုအမြတ်ကိုခင်ဗျား90ရမယ်ဒါဆိုလို့ရှိရင်ဒါခင်ဗျားကဒါ trading လုပ်နေတာပြီးတော့ခင်ဗျားနောက်ထပ်ကားစီကိုအတစ်ထပ်ဝယ်မယ်အဲ့ကားက300လည်းဖြစ်ချင်းဖြစ်မယ်230လည်းဖြစ်ချင်းဖြစ်မယ်အဲ့ဒါကိုခင်ဗျားဝယ်တယ်ပြီးရင်250နဲ့ပြန်ရောင်းတယ်အဲ့ဒါဆိုလို့ရှိရင်ဒါကခင်ဗျားမှာဂျားလက်ကောင်မှာရှိတဲ့ဒါဈေးကွာဟာချက်ပေါ့နော်အဲ့ဒါကိုခင်ဗျားကအမြတ်အနေနဲ့ယူတယ်အဲ့ဒါကိုကျတော့ကျွန်တော်တို့က trading လုပ်တယ်လို့ခေါ်တယ်ခင်ဗျားကအဲ့လိုမျိုးအယောင်းဝယ်တွေလောက်တက်သွားပြီဆိုလို့ရှိရင်ဘယ်ပစ္စည်းတွေကဈေးတက်နိုင်တယ်အဲ့တော့ကျတော့ခင်ဗျားအခုလက်ရှိဈေးမှာခင်ဗျားဝယ်ထားလိမ့်မယ်ပြီးရင်ခင်ဗျားမှန်းထားတဲ့ဈေးကိုရောက်တဲ့အခါမှာခင်ဗျားထုတ်ပြီးတော့ရောင်းလိမ့်မယ်အဲ့ဒါမျိုးကျွန်တော်တို့က trading လို့ခေါ်ပါတယ်အခုလက်ရှိဖြစ်နေတဲ့ဈေးမှာအယောင်းဝယ်လောက်တာတွေခင်ဗျားကအမြတ်တွေကိုခင်ဗျားအိတ်ကတ်တွေကိုတစ်ခါတည်းတန်းထည့်တာတွေကိုကျွန်တော်တို့ကအယောင်းဝယ်လုပ်တယ်ပေါ့နော် trading ဆိုပြီးတော့ကျွန်တော်တို့ကတတ်မှတ်လို့ရပါတယ် investment အကြောင်းကိုကျွန်တော်ဆက်ပြီးတော့ပြပြပါမယ်မြန်မာနိုင်ငံမှာ investment အကြောင်းကိုတော့တွင်တွင်ကြဲကြဲသိတဲ့သူကရှားလိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့ကိုယ်တိုင်က investment ကိုယ်တိုင်လုပ်နေကြတာပေါ့နော်ဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ခင်ဗျားတို့ခြံဝိုင်းတစ်ဝိုင်းဝယ်ထားတယ်ရွှေတစ်ချက်သားဝယ်ထားတယ်ဆိုပါစို့အဲ့ဒီခင်ဗျားတို့ဝယ်ထားတယ်ခြံဝိုင်းတစ်ဝိုင်းရွှေတစ်ချက်သားကနောက်3-4နှစ်နေတဲ့အခါမှာခင်ဗျားရဲ့ခြံဝိုင်းက10စားဈေးတက်သွားတာထားပါတော့300နဲ့ဝယ်ထားတယ်ဆိုလို့ရှိရင်ခင်ဗျားရဲ့ခြံဝိုင်းက300ဖြစ်သွားလိမ့်မယ်ခင်ဗျားရဲ့ရွှေတစ်ချက်သားကလည်း350မှာဝယ်ထားရဆိုလို့ရှိရင်နောက်3-4နှစ်နေတဲ့အခါမှာ380ဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့ investment ကအောင်မြင်တယ်လို့ကျွန်တော်တို့ကပြောလို့ရတယ်လို့လဲဆိုတော့ခင်ဗျားတို့ကဒီခြံဝိုင်းကအလားအလာကောင်းတယ်ဒီနေရာမှာဝယ်လို့ရှိရင်တေချာပေါက်ကိုဒါဈေးတက်လိမ့်မယ်နောက်ပိုင်းမျိုးတွေပါချက်ရဖြစ်ဖြစ်ဒါလမ်းပေါက်သွားလို့ပဲဖြစ်ဖြစ်ဒီခြံဝိုင်းကအဆက်အသွယ်ကောင်းတယ်လူစီတဲ့နေရာဖြစ်သွားတယ်လမ်းဘေးဝိုင်းဖြစ်သွားတယ်ဆိုလို့ရှိရင်ဒါခင်ဗျားတို့ကဒီခြံဝိုင်းပေါ်မှာထားတဲ့ investment ကအောင်မြင်သွားတယ်ရွှေဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲနောက်ပိုင်းခင်ဗျားတို့ရဲ့အမြင်ပေါ့နော်ရွှေကိုဒါဝယ်စုထားလို့ရှိရင်နောက်3နှစ်ကြာတဲ့ချိန်မှာဒါရွှေဈေးကတက်ကောင်းတက်နိုင်တယ်ဟဲ့ဆိုပြီးတော့ဝယ်စုထားတဲ့အခါမှာနောက်3နှစ်ကြာတဲ့အခါမှာခင်ဗျားတို့ထင်ထားတဲ့အတိုင်းဈေးကရောက်သွားတယ်ဆိုလို့ရှိရင်ဒါခင်ဗျားတို့ရဲ့ investment ကအောင်မြင်တယ်ခင်ဗျားတို့ရဲ့အမြတ်စွန်းရတယ်ဆိုတာကိုကျွန်တော်တို့ကသိထားရမယ်အဲ့ဒါကိုကျွန်တော်တို့က investment လို့ခေါ်တယ်စွမ်းနာကအရာကြတော့ကျွန်တော်ကခင်ဗျားတို့နားလည်အောင်ပြောပြတာပေါ့နော်မြန်မာနိုင်ငံကလူတွေ investment လုပ်တာကိုနားလည်အောင်ပြောပြတာဒါပေမဲ့အခုခေတ်မှာကကြတော့ကျွန်တော်တို့က investment လုပ်စရာတွေကအများကြီးဖြစ်လာပြီခင်ဗျားတို့ Bitcoin မှာ investment လုပ်မှာလားဒါမှမဟုတ်လို့ရှိရင်တခြားအလားအလာရှိတဲ့ Solana coin ဒါမှမဟုတ်လို့ရှိရင်လည်း BNB coin တွေမှာခင်ဗျားတို့ investment လုပ်မှာလားဒါမှမဟုတ်လို့ရှိရင်လည်း Elon Musk ရဲ့ဒါ SpaceX တို့ Netflix တို့ Apple တို့ Samsung တို့အစရှိသဖြင့်ပေါ့နော်ဒီ company တွေမှာခင်ဗျားတို့ investment လုပ်မှာလားခင်ဗျားတို့လုပ်လို့ရတယ်ဒါပေမဲ့သတိထားရမယ့်အချက်တွေအများကြီးရှိရပေါ့နော်ဒီမှာ investment လုပ်မယ်ဆိုလို့ရှိရင်ကိုကဒီ market တစ်ခုလုံးကိုကခြုံငုံကြည့်နိုင်ရမယ်ဒီ data အချက်လက်တွေကိုလည်းခင်ဗျားတို့ကသိနေရမယ်အဲ့ဒါဆိုလို့ရှိရင်ကိုက investment လုပ်တော့မယ်ဒါတွေအကုန်လုံးလည်းကိုကစူးစီးပြီးသွားပြီ investment လုပ်တော့မယ်ဆိုလို့ရှိရင်ခင်ဗျားတို့နောက်ထပ်သတိထားမယ့်အချက်တွေအများကြီးရှိပါသေးတယ် investment ကိုကိုယ်တိုင်လုပ်တော့မယ်ဆိုလို့ရှိရင်ခင်ဗျားတို့သိထားရမှာက investment ကိုငါကိုယ်တိုင်ကင်ခွင့်ရှိလားထားပါတော့ငါကိုယ်တိုင်ကင်ခွင့်ရှိလားဆိုတာဒီမှာကိုရင်းနှီးမြှုပ်နှံထားရဲဆိုတဲ့ data ချက်လက်တွေကိုခင်ဗျားတို့စီမှာပဲဒါကင်ထားခွင့်ရှိလားတခုခုဆိုလို့ရှိရင်ကိုထုတ်ရောင်းနေတဲ့အချိန်မျိုးမှာထုတ်ရောင်းလို့ရလားဒါတစ်ခုစဉ်းစားရမယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ခင်ဗျားတို့မြန်မာနိုင်ငံမှာခြံဝိုင်းဝယ်တယ်ဆိုလို့ရှိရင်အင်ဂရန်ခင်ဗျားတို့လက်ထက်မှာကင်ထားတရားရှိရယ်ရွှေဝယ်ထားလို့ရှိရင်လည်းခင်ဗျားတို့ရွှေပေါင်ချောက်ကင်ထားလို့ရတယ်ခင်ဗျားတို့ကြိုက်တဲ့ချိန်မှာရွှေရောပေါင်ချောက်ရှင်ကြိုက်တဲ့ချိန်မှာထုတ်ရောင်းလို့ရတယ်အိမ်နဲ့ဂရန်ဝိုင်းနဲ့ဂရန်နဲ့ရှိလို့ရှိရင်လည်းခင်ဗျားတို့တစ်ခါလေးထုတ်ရောင်းလို့ရတယ်အဲ့လိုသဘောတရားမျိုးပေါ့နော် investment လုပ်တဲ့အခါမှာလေခင်ဗျားတို့ကဒီ investment ကိုလုပ်တော့မယ်ဆိုရင်ခင်ဗျားတို့ဥပမာ coin နေဆိုလို့ရှိရင်အဲ့ coin နေခင်ဗျားတို့စီမှာရှိလားခင်ဗျားတို့ကပတ်စံကိုတခါတည်းတခြားလူတယောက်ကိုပေးပြီးတော့မှ investment လုပ်ပေးပါဒါကဈေးတက်တော့မယ်ဘာညာနဲ့ပြောတဲ့လူတွေစီကိုသွားပြီး investment လုပ်တာထက်စလို့ရှိရင်ခင်ဗျားကိုယ်တိုင်ဒီသဘောတရားအကြောင်းကိုနားလည်မယ်ဒီ data အချက်လက်တွေကိုခင်ဗျားစူးစီးပြီးတော့ဒီ coin ကဈေးတက်နိုင်တယ်ဒီ company ကနောက်ဘယ်နှစ်ကြာလို့ရှိရင်အောင်မြင်နိုင်တယ်ဆိုတော့သိပြီးတော့ခင်ဗျားကိုယ်တိုင်ရင်းနှီးမြှုပ်နှံပြီးတော့ choice လုပ်တယ်ဆိုလို့ရှိရင်ခင်ဗျားကိုယ်ပိုင် data တွေရှိရပါတယ်အဲ့ဒီ data တွေနဲ့အဲ့ဒီအချက်လက်တွေအတွက်ကိုလည်းခင်ဗျားကိုယ်တိုင်ပဲရင်းနှီးမြှုပ်နှံမှာတခြားဘသူ့ကိုမှမယုံမိပါစေနဲ့တခြားတယောက်နဲ့ share ဝင်ပြီးတော့ကိုက investment လုပ်တော့မယ်ဆိုလို့ရှိရင်တော့မှပဲကိုယ်မှရှိတဲ့ investment အချက်လက်တွေကိုတောင်းပြီးတော့မှ
ဒါ investment လုပ်တင်ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ trading နဲ့ investment နဲ့ဂျားထဲမှာရှိတဲ့ကွာခြားချက်လေးတွေနဲ့ investment လုပ်တော့မယ်ဆိုလို့ရှိရင်တတိထားမယ့်အရာတွေဆိုတာကိုကျွန်တော်ကဒါ share လုပ်ပေးခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးဘုဒ္ဓတရားရစရာအကြောင်းအရာလေးတွေကိုကျွန်တော် share လုပ်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ account လေးကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ